ကဘာပေါ်မှာဒီလိုနိုင်ငံမျိုးတကယ်ရှိတယ်လို့ပြည်သက်တို့စိတ်ကူးကြည့်ဘူးပါသလားခီးသွားတိုင်းဟာတေဆုံချင်းစီကိုပဲဥတီနေတဲ့တလန်းသွားယထာတစည်းနဲ့ခီးနှင်ရတယ်လို့မျိုးတင်စားမဲ့နေရရီမောချင်းကနေရာဇဝတ်မှုဖြစ်ပြီးစပင်ညက်တာကအစအမှားခံလို့မရတဲ့နေရနေမထွက်မီခေါင်းဆောင်ကြီးရဲ့ပုံတူကိုဥညွန့်ရပြီးအဝေးအစားကအစ TV ထုတ်လွှင့်တင်ဆက်မှုတွေအထိအစိုးရကသာဆုံးဖြတ်သတ်မှတ်ပေးရတဲ့နေရာမျိုးဟာဘလို့ဖြစ်မလဲဆိုတာပြည်သက်တို့တွေးကြည့်ဘူးပါသလားတကယ်တော့အဲ့ဒါဟာရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်မဟုတ်ဘဲမြောက်ကိုရီးယားရဲ့ကြောင်းမဖွယ်ရာကောင်းလာတဲ့ပကတိအမှန်တရားပဲဖြစ်ပါတယ်။မှတော့တင်တို့ကိုကင်ဂျုံအန်ကပြဋ္ဌာန်းခဲ့တဲ့ထူးဆန်းပြီးကြောင်းမဖွယ်ရာကောင်းတဲ့ဥပဒေတွေကတချို့ကိုကျွန်တော်စူးစီးတင်ဆက်ပေးသွားမှာပါ။ဒီဥပဒေတွေကတင်တို့ကိုအန်အသင့်ဆုံးရတာမကပဲဒီနိုင်ငံဟာတကယ်ကမ္ဘာအန်ရဲ့အရှိဆုံးနိုင်ငံလားလို့စဉ်းစားမိစေမှသိကြပါရစေ။ကဲဒီတော့မြောက်ကိုရီးယားရဲ့ထူးခြားဥပဒေတွေကိုကြည့်ရှုဖို့အစီအစဉ်ဖြစ်ပြီဆိုရင်တော့အစီအစဉ်လေးအခုပဲစလိုက်ရအောင်ပါ။အိပ်ပျော်ခြင်းရဲ့အပြစ်ဒဏ်တခါတလေမှတရေတမောအိပ်ပျော်သွားတာကအသက်ပါဆုံးရှုံးစေနိုင်တယ်လို့ပြောရင်ပြည်သက်တို့ယုံကြည်ခြင်းမှယုံကြည်နိုင်ပါလိမ့်မယ်။ဒါပေမဲ့လည်းဒီအဖြစ်ပြက်ဟာမြောက်ကိုရီးယားမှာတော့တကယ်ပဲဖြစ်ပျက်ခဲ့တဲ့အရာတစ်ခုပါ။2015ခုနှစ်တုန်းကကာကွယ်ရေးဝန်ကြီးဟမ်ယုံချောဟာစီးရဲအခမ်းအနားတစ်ခုမှာအိပ်ပျော်သွားခဲ့ပါပြီ။ခေါင်းဆောင်ကင်ဂျုံအန်ကလည်းဒီဖြစ်ရပ်ကိုအတော်လေးစိတ်ပြတ်သွားခဲ့တဲ့အတွက်ဒီဝန်ကြီးကိုချက်ချင်းပဲယာရုကနေဖယ်ရှားပြီးလူအများရှိမှကွပ်မျက်ခဲ့ပါပြီ။ပြောမယ်ဆိုရင်တော့ဒီလိုလုပ်တာဟာလူတွေအားလုံးကိုစီးကမ်းနဲ့ပတ်သက်ပြီးပြည့်ပြည့်သားသားဆုံးဖြတ်တယ်ဆိုတဲ့သတိစကားတစ်ခုဖြစ်ပါပြီ။2016ခုနှစ်မှာလည်းပညာရေးဝန်ကြီးကင်မြုံချင်းဟာတေတံပေးခံရပြန်ပါတယ်။ဒီတစ်ခါမှာတော့အကြောင်းပြချက်ကထိုင်ပုံထိုင်နည်းမမှန်လို့ပါ။အစည်းအဝေးတစ်ခုမှသူကအနှဲငယ်ခါကိုက်ပြီးထိုင်ခဲ့ပါတယ်။ဒီလိုမျိုးကိုနေကိုဟန်ရော်ရဲတဲ့အခြေအနေကိုပဲကင်ဂျုံအန်ကသူ့ကိုအလုံမှာစိတ်ပါဝင်စားမှုမရှိသူနိုင်ငံရဲ့တစ်စပါလို့ကြေညာခဲ့ပြီးစုံစမ်းမေးမြန်းမှုတွေပြုလုပ်ခဲ့ပြီးနောက်ဆုံးမှာတော့အဆုံးသတ်ဟာတေတံချမှတ်ခံလိုက်ရတာပါ။တခြားသောကမ္ဘာနိုင်ငံတွေမှာတော့အိပ်ပျော်တာဟာတာမန်အမှားတစ်ခုဖြစ်ပေမဲ့မြောက်ကိုရီးယားမှာဒီအမှားဟာအသက်ပါဆုံးရှုံးစေနိုင်တဲ့အထိအန္တရာယ်ကြီးတာလည်းဖြစ်ပါတယ်။ Mobile phone အမှားဖုန်းခေါ်ဆိုမှုတစ်ခုဟာတင်းရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေနိုင်ပါတယ်။ဒီကနေ့ခေတ်မှာတော့ mobile phone နဲ့ဖုန်းခေါ်တာဟာတာမန်ကိစ္စတစ်ခုဖြစ်ပေမဲ့မြောက်ကိုရီးယားမှာတော့ဒီလိုတာမန်ဖုန်းခေါ်ဆိုမှုကပဲရာဇဝတ်မှုအထိဖြစ်သွားနိုင်ပါတယ်။အကြောင်းကတော့သူတို့ရဲ့ mobile ဝန်ဆောင်မှု Corolink ကနိုင်ငံခြားကိုဖုန်းခေါ်ဆိုခွင့်မပြုထားပါဘူး။နေဆက်မှာ signal jammer တွေလည်းတက်ဆင်ထားပြီးအစိုးရကလည်းနိုင်ငံသားတွေကိုအပြင်လောကနဲ့မချိတ်ဆက်နိုင်အောင်ဖုန်းခေါ်ဆိုမှုတိုင်းကိုစောင့်ကြည့်နေပါတယ်။အန်အိုစရာကောင်းတာကအဲ့ဒီမှာအိမ်တော်စု80ရာခိုင်နှုန်းလောက်က mobile phone တွေရှိကြပေမဲ့နိုင်ငံအတွင်းမှာပဲဖုန်းခေါ်ဆိုနိုင်တာမျိုးဖြစ်ပါတယ်။2014ခုနှစ်မှာတော့လူတစ်ယောက်ကတောင်ကိုရီးယားမှာနေတဲ့သူ့ရဲ့မိသားစုကိုတက်တိတ်လေးဆက်သွယ်ဖို့နိုင်ငံခြားကစင်ကန်တဲ့ဖုန်းကိုအသုံးပြုခဲ့ပါတယ်။ဒီလိုနဲ့ပဲဖုန်းခေါ်ဆိုမှုကိုခြေရာခံမိတဲ့အခါအစိုးရကချက်ချင်းပဲအရေးယူခဲ့တယ်လို့အရာရှိတွေဟာလည်းအဲ့ဒီအမျိုးသားရဲ့အိမ်ကိုရောက်လာပြီးလူတိုင်းကြောက်ရွံ့သွားအောင်အားလုံးရှိမှအပြစ်ပေးခဲ့ပါတယ်။ပြောမယ်ဆိုရင်တော့မြောက်ကိုရီးယားအစိုးရဟာပြည်သူတွေအနေနဲ့သူတို့ပြသချင်တာကိုပဲမြင်စေချင်ပြီးသူတို့ပြောတာကိုပဲကြားစေချင်တာပါ။အကြောင်းကတော့တကယ်လို့ပြည်သူတွေကအပြင်လောကကိုသိရှိသွားမယ်ဆိုရင်သူတို့တွေအနေနဲ့အစိုးရကိုမေးခွန်းနဲ့ပြန်ထုတ်လာနိုင်တယ်လို့ထွက်ပြေးဖို့အထိပါစဉ်းစားလာနိုင်လို့ပါ။ဒါကြောင့်မြောက်ကိုရီးယားနိုင်ငံမှာတော့ hello ဆိုတဲ့စကားလုံးကတော့ဘဝရဲ့နောက်ဆုံးစကားလုံးဖြစ်သွားနိုင်ပါတယ်။ကင်းအမိကန့်သက်ချက်နာမည်အကြောင်းပြောမယ်ဆိုရင်တော့ကမ္ဘာပေါ်မှာလူတန်းပေါင်းများစွာရှိပြီးလူတူမရှာနာမည်တူမရှာဆိုသလိုနာမည်တွေကလည်းထက်နေတတ်ပါတယ်။ဒီတော့တင်တို့လည်းကင်ဂျုံအန်ရဲ့နာမည်တူလည်းအများပြားရှိမယ်လို့တွေးပြီးကောင်းတွေးပြီးနိုင်ပါတယ်။ဒါပေမဲ့လည်းမြောက်ကိုရီးယားမှာတော့ဒီလိုမဖြစ်နိုင်ပါဘူး။2011ခုနှစ်မှာတော့ကင်ဂျုံအန်ဟာနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်လာတဲ့အခါတင်းကျပ်တဲ့အမိန့်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါကတော့ဘယ်သူမှသူ့ရဲ့နာမည်ကိုအသုံးပြုလို့မရတာပါ။တကယ်လို့သူ့နာမည်နဲ့တူနေရင်လည်းမဖြစ်မနေနာမည်ပြောင်းရမှာဖြစ်ပြီးဒါတွေမကသေးပဲသူ့ရဲ့သမီးကင်ဂျူအဲရဲ့နာမည်ကိုလည်းတားမြစ်ထားပါသေးတယ်။သူမဟာအနာဂတ်မှာနိုင်ငံရဲ့နောက်ထပ်ခေါင်းဆောင်ဖြစ်လာနိုင်တယ်လို့ယုံကြည်ရတဲ့အတွက်သူမရဲ့နာမည်ကိုပါတားမြစ်ထားတာဖြစ်ပြီးဘယ်သူမှအဲ့ဒီနာမည်ကိုအသုံးပြုလို့မရပါဘူး။ဒီတော့ကိုကလေးကိုနာမည်ပေးဖို့တောင်လွတ်လပ်ခွင့်မရှိတဲ့နိုင်ငံမျိုးကိုစဉ်းစားကြည့်လိုက်ပါ။အဲ့ဒီနိုင်ငံမှာတော့တူးသီးသောလူကပဲသူ့နာမည်ကိုပိုင်ဆိုင်ခွင့်ရှိပြီးကျန်တဲ့သူအားလုံးကတော့သူ့အမိန့်ကိုသာနာခံရတာလည်းဖြစ်ပါတယ်။ဟာတာမလို့ရခြင်းတကယ်တော့မြောက်ကိုရီးယားမှာဟာတာလုပ်ဖို့နေရာမရှိပါဘူးအထူးသဖြင့်ကင်မီသားစုနဲ့ပတ်သက်တဲ့အခါမှာတောင်ပိုလို့တောင်ဆိုပါတယ်ကင်မီဆမ်ကင်ဂျုံအီဒါမှုတ်ကင်ဂျုံအကြောင်းဟာတာတစ်ခုလောက်တာကတင့်ကိုပြဿနာကြီးတွေးဝါးစေနိုင်ပါတယ်အကြောင်းကတော့အဲ့ဒါကိုရည်စရာမဟုတ်ပဲစော်ကားမှုလို့သတ်မှတ်ထားတာကြောင့်ဖြစ်ပြီးဒီခေါင်းဆောင်တွေအကြောင်းမဆိုးတလောက်ဟာတာလေးတစ်ခုလုံးမိတာနဲ့တစ်ဘဝပါတခဏချင်းဖုတ်ဆူပြောင်းလဲသွားနိုင်ပါတယ်အဲ့ဒီအပြင်ကင်ဂျုံအီနဲ့ကင်အီဆမ်တို့ရဲ့ပုံတူပကြီးကားတွေကိုလည်းအထူးဂရုစိုက်ရပါတယ်အိမ်တိုင်းမှာသူတို့ပုံတူပကြီးကားတွေထားရှိကြပြီးလူတိုင်းကသူတို့ရဲ့ပုံမှာပါတဲ့ရင်တို့ကိုလည်းမဖြစ်မနေဝတ်ဆင်ထားဖို့လိုအပ်ပါတယ်။ပုံတွေကိုတန်းရှင်းလုပ်ဖို့အတွက်အထူးဖုံတုပ်ပေါ်ဝါတွေကပေးထားပြီးမနက်တိုင်းဥညွတ်ကားရပြပါပါတယ်။
ဒီစီကံကိုမလိုက်နိုင်ရင်လည်းပြည်ထောင်ကအရန်ပြင်းထန်ပါလေဒါကြောင့်မြောက်ကိုရီးယားမှာဟာတာဒါမှမဟုတ်ရည်စရာပြုလုပ်ဖို့အတွက်လွတ်လပ်မှုမရှိတဲ့အချိန်မှာဘယ်လိုဟာတာမျိုးကမှခွင့်လွှတ်ခံနိုင်ရပြီးဘယ်ဟာတာကအသက်ကိုဆုံးရှုံးနိုင်တယ်လဲဆိုတာပြည်သူတွေဟာသူတို့ရဲ့ဘဝနဲ့ရင်းပြီးနားလည်ထားကြပါလိမ့်ပြောမယ်ဆိုရင်တော့မြောက်ကိုရီးယားပြည်သူတွေဟာကြောက်ရွံ့စရာမလိုပဲဟာတာတွေကိုပျော်ရွှင်စွာခံစားနိုင်တဲ့လွတ်လပ်မှုမျိုးကိုအပြည့်အဝခံစားခွင့်မရရှာပါဘူးပျော်ရွှင်မှုကင်းမဲ့သောဇူလိုင်မြောက်ကိုရီးယားမှာထူးဆန်းတဲ့ဥပဒေတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဇူလိုင်10ရက်နေ့မှာပြုံးရည်ခြင်းကိုတားမြစ်ထားတာပါ။အဲ့ဒီနေ့ကမြောက်ကိုရီးယားကိုတည်ထောင်သူကင်မီဆန်ကွယ်လွန်ခဲ့တဲ့နှစ်ပတ်လည်နေ့ဖြစ်ပြီးသူကွယ်လွန်ခဲ့တဲ့အချိန်1994ခုနှစ်ကစပြီးဒီကနေ့အထိတနိုင်ငံလုံးဝမ်းနည်းပူဆွေးမှုပြသရတာဟာမဖြစ်မနေလုပ်ရမယ့်အရာတစ်ခုဖြစ်ပါတယ်။အဲ့ဒီမှာရီမောခြင်းတချင်းဆိုခြင်းကခုန်ခြင်းဒါမှမဟုတ်အရက်တောက်ခြင်းတွေကိုခွင့်မပြုပါဘူး။တကယ်လို့မွေးနေ့ကလည်းဇူလိုင်10ရက်နေ့နဲ့တိုက်ဆိုင်နေအောင်မွေးနေ့ပွဲကိုကျင်းပခွင့်မရှိပါဘူး။အဲ့ဒီနေ့ဟာတာမန်နေ့ရက်တစ်ခုမဟုတ်ပဲတနိုင်ငံလုံးအတွက်တိတ်ဆိတ်မှုနဲ့ဝမ်းနည်းကြေကွဲမှုပြသဖို့အမိန့်ပေးထားတဲ့နေ့ဖြစ်ပါတယ်။တကယ်လို့ဒီစီကံအောင်တစုံတစ်ယောက်ကချိုးဖောက်မယ်ဆိုရင်တော့အကျဉ်းစခန်းဒါမှမဟုတ်ဘဝတစ်ခုလုံးမှာဖျက်ဆီးပြစ်နိုင်လောက်တဲ့အပြစ်ဒဏ်တွေရရှိသွားနိုင်ပါတယ်။ဒီတော့ပြုံးရည်ခြင်းကတော့ရာဇဝမှုဖြစ်လာရင်လူတွေဟာဘယ်လိုကြောက်ရွံ့မှုနဲ့နေထိုင်မလဲဆိုတာစဉ်းစားကြည့်ပါ။အဲ့ဒီတားမြစ်ချက်ဟာဒီမှာနေမပြီးဆုံးသေးပါဘူး။ကင်မီဆန်ရဲ့10နှစ်ပြည့်နှစ်ပတ်လည်နေ့မှာအစိုးရဟာပြည်သူတွေကို17ရက်ကြာရေမောခြင်းကိုလည်းတားမြစ်ထားပါတယ်။တနိုင်ငံလုံးဟာဝန်내မှုနဲ့ထိန်းချုပ်မှုအောက်ကအရေးမဲထဲမှာရှင်းတန်းခဲ့ရတယ်လို့ပြောမယ်ဆိုရင်တော့ဝန်내ပူဆွေးမှုကိုတော့မှအမိန့်တွေနဲ့တွာလာရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။တားမြစ်ထားသောအမှတ်တံဆိပ်များမြောက်ကိုရီးယားမှာကိုကာကိုလာနဲ့မက်ဒိုနယ်လို့အမေရိကန်တံဆိပ်တွေကိုလုံးဝတားမြစ်ထားပါတယ်။အကြောင်းပြချက်ကတော့အဲ့ဒီအမှတ်တံဆိပ်တွေကမြောက်ကိုရီးယားရဲ့ social အတွေးခေါ်နဲ့စန့်ကျင်တဲ့အရင်းရှင်ဝါဒရဲ့သင်္ကေတတွေလို့ယူဆထားလို့ပါ။ကင်မီသားစုရဲ့ရည်မှန်းချက်ဟာကွန်မြူနစ်စနစ်ကိုတည်ဆောက်ဖို့ဖြစ်တာကြောင့်အနောက်တိုင်းအမှတ်တံဆိပ်တွေကိုနေရာမပေးထားပါဘူး။မြို့တော်ပြုံးရံမှာစာမုံလိုမျိုးအထူး fast food ဆိုင်တချို့ရှိပြီးဘာဂါလိုအရာတွေကိုရောင်းချပေးမယ်။အဲ့ဒါတွေကအထက်တန်းလွှာနဲ့ခရီးသွားတွေအတွက်ပဲဖြစ်ပါတယ်။ဆယ်မွန်ကိုကင်ဂျုံအန်ရဲ့အတော်အဖွင့်ထားတာဖြစ်ပြီးတမန်လူတွေကတော့ကင်ချီနဲ့အာလူးလိုမျိုးရိုးရာအစားအစာကိုသာမှီခိုရပါတယ်။ဒါပေမဲ့ဒီနေရာမှာလည်းကြီးမားတဲ့ကွာဟချက်တစ်ခုရှိပါတယ်။မြောက်ကိုရီးယားမြို့တော်ပြုံယမ်းက Delson Department Store မှာ Rolex, Chanel နဲ့ Adidas လိုအမှတ်တံဆိပ်တွေကိုလည်းဝယ်ယူနိုင်ပါတယ်။ကင်ဂျုံအန်ရဲ့ဇနီးကိုလည်းအနောက်တိုင်းကတမိုးကြီးရဲ့အဝတ်စားတွေဝတ်ဆင်ထားတာမကြာခဏမြင်တွေ့ရတတ်ပါတယ်။ဆိုလိုတာကဒီနာမည်ကျော် brand တံဆိပ်တွေကိုတမန်လူတွေအတွက်တားမြစ်ထားပေမဲ့အထက်တန်းလွှာအတွက်တော့အားလုံးရရှိနိုင်တယ်ဆိုတာပါ။ပြောမယ်ဆိုရင်တော့ဒါဆင်းရဲသားတွေအတွက်ဘာမှမရှိပေမဲ့တတိတွေအတွက်တော့သူတို့လိုချင်တာကိုအားလုံးရရှိနိုင်မယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ TV မှသတိပြုစရာများ1960ပြည့်လို့နှစ်တွေကအနောက်နိုင်ငံတွေမှာ TV ရှိတာကကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ပေမဲ့မြောက်ကိုရီးယားကတော့အချိန်နဲ့အမျှပြောင်းလဲလာခြင်းမရှိပါဘူး။အစိုးရပိုင်း TV လိုင်း၄လိုင်းသာရှိပြီးအဲဒီလိုင်းတွေကအစိုးရနဲ့ခေါင်းဆောင်တွေကိုပဲချီကျူးဂုဏ်ပြုနေတာမျိုးပါ။နိုင်ငံခြားရုပ်ရှင်တွေတချင်းတွေနဲ့စာအုပ်တွေကတော့လုံးဝတားမြစ်ထားပါတယ်။ဝါဒဖြန့်ချီရေးဌာနဟာပြည်သူတယောက်စီမှာတားမြစ်ထားတဲ့မီဒီယာတစ်ခုခုတွေ့ရှိရင်တော့ပြင်းထန်တဲ့အကျိုးဆက်တွေတွေ့ရနိုင်ပါတယ်။စူးစောင်းထားတဲ့ရုပ်ရှင်စာအုပ်ဒါမှမဟုတ်တချင်းတွေကိုဖျက်ဆီးပြစ်နိုင်တယ်လို့ဖြစ်တယ်ကတော့ဘယ်နိုင်ငံကအရာတွေနဲ့လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ဥပမာအဖြစ်အိန္ဒိယရုပ်ရှင်ကြည့်ထောင်ချနိုင်ပြီးအမေရိကန်ရုပ်ရှင်ကြည့်တော့ပြည်တယ်ကပိုများနိုင်တယ်လို့သိတဲ့အထိလည်းဖြစ်နိုင်ပါတယ်။2021ခုနှစ်မှာတောင်ကိုရီးယား series Squid Game ကိုကူးယူပြီးဖြန့်ဝေတဲ့လူတအုပ်ကိုကွပ်မျက်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တယ်လို့ဒီ series ကမြောက်ကိုရီးယားကိုအပြတ်သဘောဖော်ပြထားပြီးအစိုးရကိုဝေဖန်ထားတာပါ။ဒီဖြစ်ရပ်ကအံ့အသင့်စရာကောင်းပေမဲ့အစိုးရကတော့ညှင်းဆိုခြင်းမရှိပါဘူး။ပြောမယ်ဆိုရင်တော့ဒါဟာပြည်သူတွေနိုင်ငံခြားမီဒီယာတွေကိုရှောင်ရှားလာအောင်လုပ်တာဖြစ်တယ်လို့မြောက်ကိုရီးယားပြည်သူတွေကိုထိန်းချုပ်ထားတဲ့ရက်စက်ကြမ်းကြုတ်တဲ့နီလန်တစ်ခုလို့ဆိုရမှာပါ။၃ဦးပြဿနာရင်ကျေးမှုအများစုမှာ၃ဆိုတဲ့ခဏကိုကံကောင်းခြင်းရဲ့သင်္ကေတလို့ယူဆပြီးမြောက်ကိုရီးယားမှာလည်းအထူးသဖြင့်ကလေး၃ပါးဘူးမွေးတာမျိုးကံကောင်းခြင်းရဲ့သင်္ကေတလို့ယူဆထားပါတယ်။ဒါမွေးဖွားနှုတ်ကိုမြင့်တင်မှုကြိုးပမ်းတဲ့အစိပ်ပိုင်းတစ်ခုသာမကပဲကံကောင်းခြင်းနဲ့ကြွယ်ဝမှုရဲ့သင်္ကေတလို့လည်းသတ်မှတ်ထားပါတယ်။ဒါပေမဲ့၃ပါးဘူးမွေးဖွားတဲ့ကိစ္စဟာဒီလောက်တော့မရိုးရှင်းပါဘူး။မြောက်ကိုရီးယားအစိုးရက၃ပါးဘူးကလေးတွေကိုသူတို့မိသားစုတွေနဲ့ခွဲထုတ်လေးရှိပြီးမိခင်တဦးကကလေး၃ပါးဘူးမွေးဖွားတဲ့အခါမှာပြုံယမ်းကိုပို့ပြီးအထူးပြုစုစောင့်ရှောက်မှုခံယူရပါတယ်။ဒီအတွက်ပြန်လည်ကမ်းလှမ်းမှုအနေနဲ့အစိုးရကမိဘတွေကိုစုလက်ဆောင်တွေပေးပြီးမိန်းကလေးတွေအတွက်ရွှေလက်စွပ်နဲ့ယောက်ျားလေးတွေအတွက်ငွေသားတစ်ချောင်းပေးပါတယ်။အဲဒီနောက်မှာတော့ကလေးတွေကိုမိဘမဲ့ကေဟာဒါမှမဟုတ်ထိန်သိမ်းဆောက်ရှောက်ရေးကေဟာတွေကို၄နှစ်ကြာပို့ဆောင်ထားလေးရှိပြီးအဲဒီနောက်မှာမိဘတွေစီကိုပြန်ပို့တာပါ။ဒီလုပ်ငန်းစဉ်ကကလေးတွေကိုပုံမအဆင့်မြင့်တဲ့ပညာရေးဒါမှမဟုတ်စစ်တပ်မှာဝင်ရောက်ခွင့်ရဖို့လိုမျိုးပိုကောင်းတဲ့ဘဝအခွင့်အရေးတွေကိုပေးနိုင်ပါတယ်။ဒါပေမဲ့ကံကောင်းခြင်းကိုယူဆောင်လာပြီးတဲ့ဒီကလေးတွေကိုမိသားစုကနေခွဲလိုက်ခြင်းကတော့ကလေးတွေရဲ့စိတ်ထဲမှာဘဝရဲ့ကြေကွဲစရာကံကြမ္မာအပြောင်းလဲတစ်ခုလို့လည်းထင်မှတ်သွားစေနိုင်ပါတယ်။
ပုံတူပကြီးကားကာကွယ်သူများမြောက်ကိုရီးယားမှာပုံတူပကြီးကားတွေအတွက်ထူးဆန်းပြီးတင်းကျပ်တဲ့ဥပဒေတစ်ခုရှိတယ်ဆိုတာပြည်သက်တို့သိကြပါသလားတဘာဝဘေးအနေနဲ့တစ်ခုဖြစ်သွားတဲ့အခါလူတွေပထမဆုံးအနေနဲ့ကာကွယ်ဖို့ကြိုးစားတာကတခြားမဟုတ်ပဲကင်မီဆန်နဲ့ကင်ဂျုံအန်တို့ရဲ့ပုံတူပကြီးကားတွေပါဒါဟာတမန်ပိုင်ဆိုင်မှုတွေဒါမှမဟုတ်မိသားစုဝင်တွေထက်တောင်ပိုအရေးကြီးတယ်လို့သတ်မှတ်ထားတယ်လို့ဒါနဲ့သက်ဆိုင်တဲ့ဥပဒေကိုလည်းတင်းကျပ်စွာပြဋ္ဌာန်းထားပါတယ်ဥပမာအဖြစ်2020ခုနှစ်တုန်းကမိခင်တူဟာမီးလောင်ရာကနေသူ့ရဲ့ကလေးနှစ်ယောက်ကိုကယ်တင်ခဲ့ပေမဲ့ကင်မီသားစုရဲ့ပုံတူပကြီးကားတွေကိုမကယ်တင်နိုင်တဲ့အတွက်ထောင်ချခံရပါတယ်မိခင်တူရဲ့အမားအတွက်ဒီလိုမျိုးပြင်းထန်လာတဲ့ပြည်ထောင်ကိုခံစားစေရတာဟာအတော်လေးအံ့ဟန်တင်စရာပါမြောက်ကိုရီးယားမှာတော့ဦးစားပေးအဆင့်တွေကရှင်းလင်းပြီးဥစွာပထမအနေနဲ့ခေါင်းဆောင်တွေကိုလေးစားလိုက်နာပြီးကျန်တာအားလုံးကနောက်မှာပါဒါအကျဉ်းတစ်ခုတည်းမဟုတ်ဘဲအရေးပေါ်အခြေအနေတိုင်းမှာအသုံးပြုတဲ့တင်းကျပ်တဲ့ဥပဒေတစ်ခုဖြစ်ပါတယ်အရှင်းဆုံးပြောရမယ်ဆိုရင်တော့အစိုးရအမြင်မှာအရာအလုံးထက်ကင်မီသားစုပုံတူပကြီးကားတွေရဲ့လုံခြုံရေးကအရေးကြီးဆုံးပဲဖြစ်ပါတယ်